မင်္ဂလာပါမိတ်ဆွေဒီနေ့မှာတော့ကျွန်တော်သိထားတဲ့ကင်မရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအပိုင်းလေးအနေနဲ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အပိုင်း3မှာတော့ကင်မရာ lens ကိုစစ်ဆေးတဲ့အခါမှာကင်မရာ lens ရဲ့အပေါ်မှာမီလီမီတာနံပါတ်2မျိုးပါရင် zoom lens လို့ခေါ်ပြီးတော့မီလီမီတာနံပါတ်1မျိုးနဲ့ပါရင်တော့ prime lens လို့ခေါ်ရဲဆိုတာကိုပြောပြခဲ့ပါတယ်အခုအဲ့ဒီမီလီမီတာကဘယ်နှစ်ခုရဲ့အကွာအဝေးကိုခေါ်တာလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ camera lens ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် camera lens ရဲ့အထက်မှာမှန်ချက်လေးတွေပါပါတယ်။အဲ့ဒီမှန်ချက်လေးတွေကို lens element လို့ခေါ်ပါတယ်။အဲ့ဒီလိုပဲ camera body မှာဆိုလို့ရှိရင်လေ camera lens ကနေဖြတ်ဝင်လာတဲ့ image တွေကိုဖမ်းယူဖို့အတွက်မှန်ချက်လေးရှိပါတယ်။အဲ့ဒီ camera body ကမှန်ချက်လေးကိုတော့ image sensor လို့ခေါ်ပါတယ်။ဆိုတော့ပြင်ပမှာရှိတဲ့ပုံရိပ်တွေက camera lens ထဲမှာရှိတဲ့ lens element လေးကိုဖြတ်သွားပြီးတော့ camera body မှာရှိတဲ့ image sensor ပေါ်ကိုကျရောက်ပါတယ်။ camera lens မှာပါတဲ့ lens element လေးမှာပုံရိပ်ဖြတ်သွားတဲ့နေရာလေးကို optical center လို့ခေါ်ပါတယ်။ဆိုတော့ camera lens ပေါ်မှာရှိတဲ့ millimeter လေးတွေဆိုတာက camera lens မှာရှိတဲ့ lens element ပေါ်က optical center နဲ့ camera body မှာရှိတဲ့ image sensor တို့ကြားအကွာအဝေးကိုဆိုလိုတာဖြစ်ပါတယ်။ကဲအခုဆိုရင်တော့ camera lens ပေါ်မှာရှိတဲ့ millimeter လေးတွေကဘယ်အရာနှစ်ခုရဲ့ကြားအကွာအဝေးကိုဆိုလိုတာလဲဆိုတာကိုသိပြီးသွားကြပြီ။ဆက်ပြီးတော့ camera lens ရဲ့အကြောင်းကိုလေ့လာကြမယ်ဗျာ။ camera lens ကိုလေ့လာတဲ့အခါမှာအခြေခံအားဖြင့် camera lens အမျိုးအစားပေါင်း6မျိုးရှိပါတယ်။အဲ့ဒီ6မျိုးကိုသိချင်တယ်ဆိုရင်တော့နောက်လာမယ့်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာ။